တွေကဘိုက်ထဲရောက်ရင်ဘာလုပ်ပေးနိုင်လဲမင်းချီယာစစ်တွေကိုနေတိုင်းစားနေပြီမဲ့အဲ့ဒီချီယာစစ်လေးတွေကမင်းရဲ့ဘိုက်ထဲရောက်သွားရင်ဘာတွေလုပ်ပေးလဲဆိုတာမြင်ဘူးလားဇက်အဖြစ်ပြောင်းသွားခြင်းချီယာစစ်တွေကဘိုက်ထဲရောက်သွားတဲ့အခါသူတို့ရဲ့အပြင်ဘက်အလွှာကအရည်တွေကိုပြင်းပြဆဆဆုပ်ယူလိုက်ပြီးချက်ချင်းဆိုသလိုဖောင်းကလာပါတယ်အဲ့ဒီနောက်အရည်တွေကိုဆုပ်ယူပြီးအီလေးနဲ့ဂျယ်လိုအကာအကွယ်လွှာလေးဖြစ်သွားပါတယ်အစာချေစနစ်ကိုထိန်းညှိပေးခြင်းအဲ့ဒီလိုကျဲဖြစ်သွားတဲ့အတွက်ဘိုက်ထဲကအစာတွေကိုပြစ်သွားစေပါတယ်အစာတွေပြစ်သွားတော့အစာရည်ထဲမှာဖြည်းဖြည်းချင်းပဲရွေ့လေရပြီးအစာချေစနစ်ကိုပုံမှန်ဖြစ်အောင်ထိန်းထားပေးနိုင်ပါတယ်အစာရည်ထဲကအဆစ်ဓာတ်တွေကလည်းအဲ့ဒီဂျယ်လေးတွေနဲ့တဖြည်းဖြည်းချင်းရောနှောပြီးအာဟာရဓာတ်တွေကိုရုပ်တရက်ကြီးမဟုတ်ပဲဖြည်းဖြည်းလေးနဲ့ပုံမှန်လေးဖြိုခွဲပေးပါတယ်စွမ်းအင်ကိုထိန်းညှိပေးခြင်းအစာချေခြင်းလုပ်ငန်းစဉ်ဆက်ဖြစ်နေတဲ့အခါကာဗွန်ဟိုက်ဒရိတ်တွေကသွေးထဲကိုဖြည်းဖြည်းချင်းပဲဝင်ရောက်သွားတာကြောင့်တစ်နေ့တာလုံးစွမ်းအင်ကိုတည်ငြိမ်နေစေပါတယ်ပြည့်သလိုခံစားရခြင်းဖောင်းကားလာတဲ့ဂျယ်တွေကအစာအိမ်ထဲမှာနေရာယူလိုက်တဲ့အတွက်အစာအိမ်နေရာတွေကိုပုတ်တိုက်မိပြီးဗိုက်ပြည့်နေတဲ့ဆိုတဲ့ခံစားချက်ကိုအုံနောက်စီပို့ပေးပါတယ်အချုပ်အဖြစ်ဆိုရင်ချီယာစစ်ကိုပုံမှန်စားပေးတာကအစာချေစနစ်ကိုကောင်းမွန်စေခြင်းစွမ်းအင်ကိုညီညွတ်စေတဲ့အပြင်ဗိုက်ကိုလည်းကြကြပြည့်နေစေပါတယ်ချီယာစစ်စားပြီးရင်ရေများများတောက်ဖို့တော့မမေ့ပါနဲ့နော်